ဂါရှာဂိမ်းဆိုတာဘာလဲကျွန်တော်လည်းမသိဘူးမေကိုတော်တော်လည်းလူရင်းရှင်းပြရမယ်ဆိုရင်ဂါရှာဂိမ်းဆိုတာကဂိမ်းရဲ့ item တွေဒါမှမဟုတ် character တွေကိုကိုကအချိန်ပေးပြီးတော့ဒါမှမဟုတ်လေတကယ်ပတ်စံထည့်ပြီးတော့ random နှိုက်ရတဲ့ system ပါတဲ့ game ကိုပြောတာ brother တို့ရင်းနှီးမဲ့အရာတစ်ခုကိုကျွန်တော်ဥပမာအနေနဲ့ပြောပြမယ် brother တို့ sister တို့ mobile legends ဆိုတဲ့ game ကိုဆော့ဘူးလောက်တယ် defeat မဆော့ဘူးမကြားဘူးဆိုရင်တော့တေးကြတယ်ခင်ဗျားမြန်မာနိုင်ငံမှာမွေးတာမဟုတ်ဘူးမြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကန်ကောင်းလိုက် Mobile Legends ဆိုတဲ့ game ထဲမှာတစ်ခါတလေ event တွေလာတယ်KWF event တို့ Hello Kitty event တို့ Aspire event တို့ဒီ event တွေထဲမှာဆိုရင်ကျွန်တော် skin ကိုလိုချင်တယ်ဆိုရင်ကိုလိုချင်တဲ့ဟာကိုတန်းပြီးယူလို့မရဘူးအဲ့ဒီတဲ့ skin တွေကိုလိုချင်တယ်ဆိုရင်ကိုကပတ်စံပေးပြီးတော့ဒီ bin ကိုတစ်ခုတန်းသွားရဲ့အထီကိုနှိုက်ရမယ်ဒါပေမဲ့အဲ့ bin ကိုတန်းသွားပြန်တော့လေကိုလိုချင်တဲ့ဟာမရပြန်ဘူးသူ random ချပြီးတော့ပြန်ရောအဲ့ဒီ system ကို gacha system လို့ပြောလို့ရတယ်ဒါဆိုတော့နားလေတော့မထင်တာပါပဲနားမလည်ဘူးဆိုရင်လည်းနောက်တစ်ခါပြန်ကြည့်ဗျာအဲ့လို gacha system ပါတဲ့ game တွေထဲမှာကျွန်တော်အခုတော့ software နေတဲ့ game တွေအများကြီးရှိတယ်Genshin Impact တို့ Hua တို့ Zealous Zero တို့မဂိမ်းတွေပေါ့ဒီဂိမ်းတွေကမြန်မာနိုင်ငံမှာလူသိနေမယ်လို့ထင်တာပဲတကယ်ဆိုရတဲ့သူတွေကလည်း Loki သမားတွေဖြစ်နေတော့ဒီဂိမ်းအကြောင်း internet မှာသိမသိကြဘူးသိမသိကြတော့လူသိနေသွားတာပေါ့လူသိနေသွားတော့ဒီဂိမ်းရဲ့ community ကအခုထိဦးစီးရောက်တော့ပဲပေါက်ဖြစ်နေအဲ့ဒါအကြောင်းမလို့ဒီလိုလူသိနေနေတဲ့ဂိမ်းတွေကိုကျွန်တော် review ပေးမဲ့ series တစ်ခုလုပ်မယ်ဆိုကျွန်တော်စဉ်းစားလိုက်တာပေါ့အဲ့တော့ဒီနေ့ review သားဖို့အလဲကျပါတဲ့ဂိမ်းတစ်ခုကBlue Archive ပဲဖြစ်ပါတယ်ဒီတော့ရွေးစရာ RPG game တွေ gacha game တွေအများကြီးရှိတဲ့ထဲမှာကျွန်တော်ဒီတစ်ခုဘာလို့ရွေးလဲဆိုတော့လွန်ခဲ့တဲ့6လတော့ကျွန်တော်လုပ်ပေးမယ်ဆိုပြီးကတိတည်ခဲ့လို့ပါကဲလေကျော်ရှိရတယ်များသွားပြီဆိုတော့ game အကြောင်းပြောကြည့်အောင်Blue Archive ဆိုတဲ့ game ရဲ့ global version ကို2021 နိုဝင်ဘာလ10ရက်နေ့မှာစတင်ထုတ်ခဲ့တာဖြစ်ပြီးတော့ Nexus ဆိုတဲ့ company ကထုတ်ခဲ့တာပါဒီ game ကဘယ်လို game မျိုးစားလဲဆိုရင်အပေါ်ကပြောထားတဲ့အတိုင်းပဲဒီ game က anime style နဲ့ gacha system ပါတဲ့ RPG game တစ်ခု Genshin Impact တို့ Hua လိုမျိုးပဲဒါပေမဲ့ကွဲသွားတာက Genshin Impact တို့ Hua တို့က action RPG game တွေသူတို့မှာအရန်မိုက်တဲ့ combat system တွေပါတယ်အရန်လန်းတဲ့ animation တွေပါတယ်ကျွန်တော်ဒီနေ့ပြောတော့မယ့် Blue Archive ဆိုတဲ့ game ကအဲ့လိုမျိုးအရင်အားရဖို့ကောင်းတဲ့ action တွေမှာပေါ့ဒီ game က strategy RPG game တစ်ခုဖြစ်တဲ့အတွက် Gaia တစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်နေကြတာကိုကိုကအပေါ်နေထိုင်ကြည့်နေရမှာနည်းနည်းပါဟိုလေးနဲ့တရားနဲ့ရောနေရမှာပေါ့ဒါပေမဲ့ကံကောင်းချင်တော့ဒီ game ထဲမှာအရင်လာတဲ့ 2D live animation တွေပါတယ်အဲ့ animation တွေကြည့်ရတဲ့ဒီ game ကစောရတော်တော်လေးတန်ပါတယ် trust me broဒီ game ကိုစောသိရတဲ့အကြောင်းအရာရိုးရှင်းတယ်ဘာလို့လဲဆိုတော့ဒီ game ရဲ့ story အရင်ကောင်းလို့ကောင်းတာဆိုတာတဲ့ဒီ game ရဲ့ story က unique ဖြစ်တယ်ပြောရမှာဇလန်ရကတော့ brother တို့က Kivutos တို့ခေါ်တဲ့ Academy City မှာ assistant တယောက်အနေနဲ့စောမှာဖြစ်တယ် Kivutos ဆိုတဲ့မျိုးကတာဝန်မျိုးတစ်မျိုးမဟုတ်ပဲကျောင်းတွေကခံမလုပ်ပြီးတဲ့မျိုးဖြစ်ပြီးတော့ကျောင်းတိုင်းမှာလည်းကိုမရေးချေမှုတွေစစ်တပ်တွေနေမြေတွေရှိတယ်ဒီကစစ်တပ်ကလူကြီးကိုတနက်ပေးကင်ထားတာမဟုတ်ပဲねဒီချစ်စရာကောင်းတဲ့ကောင်မလေးတွေကတနက်တွေကင်ပြီးတော့တယောက်တယောက်ပြည့်နေကြတာပါကောင်မလေးတွေမှာလည်းကိုမ Halos တွေရှိကြတယ်အဲ့ဒီ Halos ဆိုတဲ့ software တွေကထိခိုက်ပြီးရင်တတိမယုံလောက်ပဲဖြစ်အောင်ကောက်ွယ်ပေးတာပါအဲ့ဒီ Halos တာမရှိဘူးဆိုရင်တော့အသက်အနေဖြစ်နိုင်တယ်ပေါ့ဒီလိုနဲ့ခင်ဗျားက Kivutos မှာဖြစ်လာတဲ့ပြဿနာတွေကိုဖြေရှင်းပေးရမယ်စစ်စဲတယောက်နေနဲ့ဆော့ရမှာပါ story အတိအကျကိုတော့ game ထဲမှာ virtual novel နဲ့ဖတ်ကြပေါ့အကယ်လို့ခင်ဗျားက game မဆော့ချင်သေးဘူး story ကိုပဲသိချင်တယ်ဆိုရင်တော့ anime အရေးသွားကြည့်လို့ရတယ်Blue Archive ဒီ animation ဆိုတဲ့ anime က episode 12ပိုက်ပဲရှိရကြောင်းနောက်ပိုင်းမှာဖြစ်လာမယ့်ဟာတွေကုန်တော့ game ထဲမှာ virtual novel တွေနဲ့ဖတ်ရမှာပါဆိုတော့ game လေးအကြောင်းပြောရမယ်ဆိုရင်တော့browser လို့လောက်အောင်မှာဆိုတော့တစ်ခုပဲရှိတယ်အဲ့ဒါ ultimate ကိုဘယ်နေရာမှာဘယ်လိုချရမယ်ဆိုပြီးတော့ comment ပေးအောင်ပဲGacha game တစ်ခုဖြစ်တဲ့အတွက်ဒီ game ရဲ့ gacha system အကြောင်းကိုလည်းနည်းနည်းပါရှင်းပြမယ်ဒီ game ထဲမှာ currency အနေနဲ့ပြောရမယ်ဆိုရင်အဓိက၄မျိုးရှိတယ်ပထမဆုံးဟာက credit ကိုခေါ်ပြီးတော့သူက character တွေကို level up တဲ့အချိန်ဒါမှမဟုတ်လည်း skill တွေကို upgrade လုပ်တဲ့အချိန်ဒါမှမဟုတ်လည်း equipment တွေကို achievement လုပ်တဲ့အချိန်မှာအဓိကသုံးကြတယ် store sign တွေကတချို့ပစ္စည်းတွေကို credit နဲ့ဝယ်လို့ရတယ်ဆိုပေမဲ့လည်းအများစုကတော့ character တွေကို level up တဲ့အချိန်မှာပဲသုံးကြတာများပါတယ်credit တွေကိုပုံမှန် mission ဆော့သွားရုံနဲ့ဒါမှမဟုတ်လည်း daily quest တွေပုံမှန်လုပ်သွားရုံနဲ့လွယ်လွယ်ကူရနိုင်ပါတယ်နောက်တစ်ခုက piracy လို့ခေါ်ပြီးတော့အတန်ထွက်ကမှန်ရလားမသိဘူးဒီ game ရဲ့အဓိက premium ငွေကြေးဖြစ်ပြီးတော့ character တွေကို roll တဲ့အချိန်မှာအဓိကသုံးကြတယ်
ဒီကောင် daily login တော့ event တို့ကရနိုင်တယ်ဆိုပေမဲ့လည်းရတဲ့ပမာဏကနည်းနည်းလေးရယ်နောက်တစ်ခုက action point လို့ခေါ်ပြီးတော့ဒီကောင်က currency ဆိုတာထက်သူက energy လို့ပြောရင်ပုံမှန်လေးပဲ brother တို့ sister တို့က game ဆော့ချင်တယ်ဆိုရင်တော့ဒီ action point တွေလောလောရှိနေမှာပဲဆော့ရမှာဖြစ်ပြီးတော့အကယ်လို့ action point တစ်ခုမှရှိမနေဘူးဆိုရင်အချိန်အတိုင်းအတာတစ်ခုထိစောင့်ပြီးပါပဲပြန်ဆော့လို့ရမှာပါအကယ်လို့မဆော့ချင်တော့ pyrosin ကိုသုံးပြီးပြန်ဖြစ်လို့ရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့အားမပေးပါဘူး pyrosin ကို character တွေ rule ရရှိမှာပဲအဓိကသုံးတာပိုကောင်းပါတယ်ဒီထဲမှာ character တွေကို students လို့ခေါ်ပြီးမဲ့လည်းကျွန်တော်အကျင့်ပါနေတော့ character တွေပဲခေါ်ရတော့ပဲဒီထဲမှာ free ရတဲ့ character တွေရှိပေမဲ့လည်းအများစုကဒီလို pyrosin သုံးပြီးတော့ rule ရတဲ့ဟာတွေပဲများတယ်အဲ့တော့တည့်ရတဲ့အတိုင်း gacha game ဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ဟာကိုရမယ်ဆိုတဲ့ chance ကအကေလို့ခင်ဗျားလိုချင်တဲ့ character ကိုရသွားခဲ့မယ်ဆိုရင်တောင်မှဒီ character က3 star တွေပဲရမှာအဲ့လိုအချိန်မှပဲဒီဟာလေးကိုသုံးပြီးတော့ဒီ character တွေရဲ့ star တွေကို5 star တွေတင်ပြီးလို့ရတယ်အဲ့လိုပဲ star တွေမြင်လာတဲ့အများဒီ character ရဲ့ damage တွေ HP တွေကတဖြည်းဖြည်းပို့ပြီးတော့ကျန်းလာမယ်ပို့ပြီးမြင်လာမယ်ပေါ့ဒီထဲမှာ character တွေကတယောက်နဲ့တယောက်မတူဘူးပြီးတော့ကိုယ်ပိုင် role တွေလည်းရှိတယ်ဥပမာနဲ့ပြောမယ်ဆိုရင်အမာခံပေးမဲ့ tank တို့ damage ပေးမဲ့ damage dealer တွေတို့ support ပေးမဲ့ supporter တွေတို့နောက်ဆုံး healing ပေးမဲ့ healer တွေတို့မျိုးပေါ့နောက်ပြီးကိုရထားတဲ့ character တွေနဲ့ communicate လုပ်ပြီးတော့ relationship ကောင်းလာအောင်လည်းလုပ်လို့ရတယ် relationship မှာရည်တည်လာတဲ့အများ reward လေးရလာပြီးတော့ lobby မှာအခုတည်းအလားထားလို့ရမယ် 2D live animation လေးတွေရလာနိုင်တယ်ဒီလိုပုံစံမျိုးကို PGR လိုမျိုး game တွေမှာလည်းပါတယ်ဆိုပေမဲ့ဒီမှာပါတဲ့ 2D live animation ကIt's gonna game bro it's gonna game ပြောတင်တာကြီးလည်းပြောပြီးသွားရဆိုတော့ဒီ game ကိုဘယ်သူတွေစောတင်နေဆိုတာကျွန်တော်ပြောပြပေးပါမယ် brother တို့က gacha game တို့ anime game တို့ RPG game တို့ game မျိုးကြိုက်တယ်ဆိုရင်တော့ဒီ game ကစောလို့ရတယ်လို့ဒါမှမဟုတ်လည်း story ကောင်းတဲ့ game တွေကိုမှစောကြည့်ချင်တယ်ဆိုရင်လည်းဒီ game ကစောတင်ပါတယ်ဒါမှမဟုတ်ရင်လည်း brother တို့က MFP မှာချောင်း pro လေးတို့ VR room နဲ့တွေ့ပြီးတော့စိတ်တရားလောင်မြိုက်နေတယ်ဆိုရင်လည်းစိတ်ပြေလက်ပြောက်နေတယ်စောချင်တယ်ဆိုရင်တော့ဒီ game ကဆေးပေးနိုင်ပါတယ်ဒီ game play ကအနေငယ်ပြင်းစရာကောင်းတာဆိုတော့တစ်ချိန်လုံးထိုင်ဆော့နေရဆိုရင်တော့တရားပေါက်ဒီ game ကပြေးဖို့ကောင်းပါလိမ့်မယ်အဲအကြောင်းတစ်ခါလေးလေးဝင်ပြီးတော့ reward လေးယူတာမျိုးတို့သူရဲ့ achievement တွေလောက်တာမျိုးတို့ပြီးရင် wavy roll တာမျိုးတို့စသဖြင့်ဒီလိုမျိုး side game ပုံစံမျိုးနဲ့ဆော့ရဆိုရင်တော့ဒီ game ကတော်တော်ကြီးကိုအဆင်ပြေပါတယ်သိရမလား MMP ကို main game အနေနဲ့ထားပြီးတော့ဒီ game ကို side game တစ်ခုအနေနဲ့ထားပြီးဆော့တာမျိုးပေါ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ brother တို့ရဲ့ဒီ game ကိုစမ်းဆော့ကြည့်ဖို့စဉ်းစားထားလားသူ solve ဖြစ်နေတယ်ဆိုရင်လည်းဘယ်လို character မျိုးဘယ်လို students မျိုးရစားပြီးလဲဆိုတာကိုcomment မှာကြောက်တော့လို့ရပါတယ်ဆိုတော့ဒါပဲ